ငယ်ကုန်သောဇနီးငယ်လေးတွေရဲ့အလိုလိုက်ကြတယ်ဒီလိုဆိုတယ်နော်အဲ့ဒီလိုဖြစ်လာလိုက်ပဲတဲ့အဲ့လိုဖြစ်လာတဲ့အခါအားလုံးဟာဒီအိမ်တော်ရှင်မျိုးသားကြီးဟာဇနီးငယ်လေးတွေရဲ့အလိုကိုလိုက်ပြီးတော့အားလုံးပစ္စည်းဥစ္စာတွေရောဘာတွေရောသူတို့ကိုပေးသူတို့ကအကုန်လုံးလက်ဝကြီးအုပ်ထားလက်ဝကြီးအုပ်ထားပြီးတော့သူတို့စီမံသမျှခံရတယ်ချက်ကျွေးသမျှစားနော်သူတို့ပေးသမျှလေးနဲ့ခြေနှပ်ပြီးတော့အဲ့ဒါလို့လှုပ်တာတောင်မခြေနှပ်ဘူးတဲ့ရန်ခါရန်ခါဆောင်းဆောင်းမြောင်းမြောင်းနော်ပြောပြီးတော့ဒီအရေးမပါသလိုလှုပ်ထားပြီးတော့မိမိရဲ့အိမ်ရှင်ယောက်ျားအမျိုးသားကိုပဲဆဲလို့ဆဲမှန်လို့မှန်ဆူလို့ဆူငေါ့လို့ငေါ့နဲ့အေးချောင်ကုတ်နေကြရမယ်ဒီလိုဆိုတာနော်အဲ့ဒီလိုအနေထားမျိုးတွေဖြစ်လာနိုင်တယ်ဖြစ်လာမယ်လောကကြီးကပြောင်းနေပြောင်းမြန်နေကမောက်ကမတွေဖြစ်လာတယ်အခုဖားမငယ်ငယ်လေးတွေကမွေးဟောက်ကြီးတွေကိုလိုက်ဖမ်းပြီးတော့ကြိုက်စားတယ်ဆိုတာမျိုးလိုပဲဖြစ်လိမ့်မယ်တဲ့ဒီလိုဆိုတယ်နော်